ရိုနယ်ဒိုရဲ့စူပလာအိမ်မက်ထပ်မံပြိုကွဲခဲ့တဲ့ညရီယယ်မြို့ညတညပရိသတ်တွေအားလုံးမျှော်လင့်ချက်အပြည့်နဲ့ကွင်းထဲရောက်လာကြတယ်။တစ်ဖက်မှာဂျပန်ဘောလုံးအသင်းရဲ့စီကံစနစ်နဲ့ discipline ကိုကိုစားပြုတဲ့ဂမ်မာအိုဆာကာတစ်ဖက်မှာတော့ရိုနယ်ဒိုမာနီရာဖီလိုတိုလိုခြေပွင့်အပြည့်နဲ့ဆော်ဒီအင်အားကြီးအန်နဆာဆွဲပေါ်မှာကြည့်ရင်အားလုံးကအန်နဆာဘက်မှာရှိနေခဲ့တယ်။ဒါပေမဲ့ဘောလုံးကဆွဲပေါ်မှာကစားတာမဟုတ်ပါဘူး။အန်နဆာကအင်ကွင်းအားသာချက်ပရိသတ်အားပေးမှုနဲ့ပွဲစားကလေးက PR ပေးဖို့ကြိုးစားနိုင်ခဲ့တယ်။ဒါပေမဲ့ဂမ်မာအိုဆာကာကပန်းနေမဖြစ်ပါဘူး။သူတို့ combat shape နဲ့ discipline football ကစားပြီး spirit ကိုကောင်းကောင်းပိတ်သွားခဲ့တယ်။တန်နေပိုင်းကပထမပိုင်းမိနစ်30ဝန်းကျင်မှာရောက်လာခဲ့တာပါပဲ။တမ်မန်တိုင်းစစ်ကနေဒန်နစ်ဆမ်မက်ကအဆုံးသက်ကောင်းကောင်းလှုပ်ခဲ့ပြီးတလုံးနဲ့တော့ကိုသွင်းယူသွားခဲ့ပါတယ်။အဲဒီချိန်ကစပြီးပွဲ pressure ကအန်နဆာဘက်ကိုတဖြည်းဖြည်းပြောင်းသွားခဲ့တာပါပဲ။ဒုတိယပိုင်းမှာတော့ရိုနယ်ဒိုတို့အသင်းကအရှင်ကိုမြင့်တင်ခဲ့တယ်။ရိုနယ်ဒိုရဲ့ heading တစ်ချိန် free kick တစ်ချိန် bounce step finishing အခွင့်အရေးတွေလည်းရခဲ့ပါတယ်။ရောင်ဖီလီရဲ့အဆုံးသက်တိုင်တီသွားတဲ့အခြေအနေလည်းရှိခဲ့ပါတယ်။ဒါပေမဲ့ဂမ်မာအိုဆာကာခံစစ်ကတော့ကောင်းကောင်းခြေစွမ်းပြနိုင်ခဲ့ပါတယ်။ပိုပြီးနာကျင်စရာကရိုနယ်ဒိုရဲ့ reaction ပါပဲ။နောက်ဆုံးဝီစီတန်နဲ့ပွဲပြီးချိန်မှာသူကမြေပြင်ပေါ်ရက်ပြီးအချိန်အနည်းငယ်ငြိမ်သက်နေခဲ့တယ်။ညနာပေါ်မှာမချိတင်ခဲ့ခန်းစားချက်နဲ့မယုံနိုင်မှုတွေရောပြုံးလဲပါပဲ။ဒီပွဲကသူ့အတွက်ရှုံးပွဲတစ်ပွဲတွေမဟုတ်ပဲဆော်ဒီမှာအကြီးဆုံးစူပလာတစ်ခုကိုထပ်ပြီးလှည့်လို့လိုက်ရတဲ့အခိုက်အတန့်ဖြစ်ခဲ့တာပါ။ပြီးတော့ပရိသတ်ကြားအများဆုံးပြောခံရတဲ့အချက်တစ်ခုကစုတက်မြူတဲ့အကြောင်းပါပဲ။ထွက်လာတဲ့သတင်းတွေအရတော့ရိုနယ်ဒိုဟာ runner up medal ceremony အခမ်းအနားမှာအရန်စိတ်ပြတ်နေခဲ့ပြီးအခမ်းအနားတက်ဖို့စိတ်မရှိတဲ့ပုံစံကိုမြင်တွေ့ခဲ့ရတယ်လို့ပြောကြပါတယ်။ဒါပေမဲ့ဒီအကြောင်းကပရိသတ်တွေကြားမှာဆွေးနွေးမှုကြီးဖြစ်သွားတာပါပဲ။တချို့ကသူရမ်းနိုင်ရင်လို့ပါလို့ပြောတယ်။တချို့ကတော့အသင်းကောင်းဆောင်တယောက်အနေနဲ့ရှုံးနေမှုကိုလည်းလက်ခံပြသနေလို့ဝေဖန်ခဲ့ကြတာပါ။ရိုနယ်ဒိုကိုတီးတဲ့သူတွေကတော့ဒီ reaction ကအသင်းမဟုတ်ဘူးလို့ပြောပါတယ်။သူကအမြင်နိုင်ခြင်းနဲ့ mentality ရှိတဲ့သူပါ။ဒုတိယနေရာဟာသူ့အတွက်အောင်မြင်မှုမဟုတ်ပါဘူး။အဲဒီစိတ်ကြောင့်ပဲဘောလုံးလီယော်တွေချန်ပီယံလိတွေစံချိန်ကောင်းတွေကိုရခဲ့တာပါ။ဒါပေမဲ့တစ်ဖက်မှာလည်းအဲဒီစိတ်ဓာတ်တွေကရှုံးနေခြင်းတွေမှာပို့ပြီးတော့နာကျင်နေစေတတ်ပါတယ်။နောက်ဆုံးတော့မိကုန်းတစ်ခုပဲကြံပါတယ်။ရိုနယ်ဒိုဟာအသက်41နာကတ်လာပါပြီ။အချိန်ကအရင်လိုမဆောက်တော့ပါဘူး။ဆော်ဒီနီမှာသူလိုချင်တဲ့အကြီးဆုံးစူပလာကိုနောက်တစ်ချိန်ကင်မြောက်နိုင်အောင်မလား။ဒါမှမဟုတ်ဒီညကပဲနောက်ဆုံးအခွင့်အရေးတွေကတစ်ခုဖြစ်သွားပြီလား။ M9 Sport မှာတင်ဆက်ပါတယ်ဘောလုံးနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုစူးစမ်းတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ page ကို like and follow လုပ်ပြီးတော့အားပေးဖို့လည်းမမေ့ပါနဲ့တော့။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါသည်ခင်ဗျာ။